ဒီနေ့မိစဉ် reels မှာပေါ့နော်တင်လိုက်တဲ့ဗီဒီယိုမှာဆိုလို့ရှိရင်ဒါ fashion သမားတွေအနေနဲ့ပေါ့နော်ကိုယ့်ရဲ့ပုံလေးတွေကိုကိုယ့်ရဲ့ design လေးတွေကိုပေါ့နော်ပုံအနေနဲ့ကြော်ညာမျိုးဟုတ်ပဲနဲ့ဗီဒီယိုနဲ့လည်းကြော်ညာလို့ရနေပြီပေါ့နော်ဒီရဲ့ဥစ္စာကိုမိစဉ်တို့တွေကဓာတ်ပုံနဲ့ပဲဖန်တီးအသုံးပြုတာဖြစ်တယ်ပေါ့နော်အဓိကတော့မိစဉ်တို့တွေကဒီမှာ photo မှာဆိုလို့ရှိရင်မိစဉ်ပြပေးပါမယ်မိစဉ်တို့နေရာတော့တနေရာထဲမှာပဲနေရာကတော့တနေရာထဲမှာပဲရိုက်ရုံပဲအဲ့ဒါကိုမှကိုယ့်ရဲ့မတူညီတဲ့အင်ဂျီပေါ့နော်မတူညီတဲ့အင်ဂျီပုံစံလိုမျိုးလေးတွေကိုဥပမာကိုယ်မှာထုတ်ထားတဲ့အင်ဂျီဒီဇိုင်းက၄စုံရှိရဆိုလို့ရှိရင်မတူညီတဲ့အင်ဂျီဒီဇိုင်း၄စုံကိုအဲ့ဒီနေရာမှာပဲကိုကရိုက်ထားလို့ရတယ်ပေါ့နော်အမြဲတမ်းပဲပုံနဲ့ပဲကိုတင်နေရတာရိုးသွားတယ်ဆိုလို့ရှိရင်ဒီရဲ့ဗီဒီယိုလေးနဲ့လည်းဖန်တီးပြီးတော့မှစမ်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီကဘာလို့ဖို့လို့လိုအပ်လဲဆိုလို့ရှိရင်မိစဉ်တို့တွေက remove background ကိုအရင်ဆုံးအသုံးပြုရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့ remove background ဒီCapCut ရဲ့ Pro version မှာရမယ်ပေါ့နော် free version မှာမရပါဘူး free version မှာအသုံးပြုလို့မရပါဘူး Pro version မှာပဲအသုံးပြုလို့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ CapCut ရဲ့ Pro version အကောင့်ကလည်းတစ်နှစ်စာ6လစာလောက်ဆိုလို့ရှိရင်2000အဲ့လောက်ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်အတွက်လိုအပ်တယ်လုပ်ငန်းအတွက်လိုအပ်တယ်ဆိုလို့ရှိရင်ဝယ်ပြီးတော့မှအသုံးပြုစီချင်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်မိစဉ်တို့ကပုံတစ်ပုံကိုသူက3 second ယူတာဖြစ်တယ်အဲ့တော့ဒီ3 second ကိုမိစဉ်တို့တွေကအဲ့လောက်အများကြီးမလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့1.3 second လောက်လေးကိုပဲယူလိုက်ပါမယ်အဲ့တော့ဒီဒုတိယပုံကိုလည်း1.3 ပုံစံလေးနဲ့ထားလိုက်မယ်တတိယပုံကိုလည်း1.3 နဲ့ထားပါမယ်စတုတ္ထပုံကိုလည်း1.3 ပုံစံလေးနဲ့ထားပါမယ်ဒါဆိုလို့ရှိရင်မိစဉ်တို့ကပုံ၄ပုံပေါ့နော်အဲ့ဒီအရာကိုမှကိုကပေါ့နော်ဒီပုံလေးတွေကို remove background နောက်ခံ background လေးတွေကိုလိုက်ပြီးတော့ဖြတ်ပါမယ် remove background နှိပ်လိုက်တယ်ဒီမှာသူကတက်ရဖူစိန်သုံးလေးသွားပြီးပါနေရတွေ့ရနော်အဲ့ဒီအရာဒီ free အသုံးပြုလို့မရဘူးအဲ့တော့မိစဉ်က pro version ဝယ်ထားဖြစ်တဲ့အတွက်ကြောင့်မို့ auto remove ပဲနှိပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်သူ့ဟာနေသူနောက်ခံ background လေးကဖျောက်ပြီးသွားတယ်ဒီဒုတိယတစ်ခုမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲ remove background နှိပ်မယ် auto remove လေးကိုနှိပ်လိုက်မယ်ပေါ့နော်တတိယတစ်ခုမှာလည်းအဲ့လိုပဲremove background လေးနှိပ်မယ် auto remove လေးနှိပ်လိုက်မယ်စတုတ္ထတစ်ခုမှာလည်းremove background နှိပ်မယ် auto remove လေးနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင် background အားလုံးပြတ်သွားပြီပေါ့နော်အဲ့ဒီမှာမိစဉ်တို့ကဘာကိုထပ်ပြီးအသုံးပြုမလဲဆိုလို့ရှိရင်ဒီမှာ transition effect လေးကိုထည့်သုံးပါမယ်အဲ့ transition effect တွေကိုတစ်ချက်ဝင်လိုက်မယ်ဝင်လိုက်ပြီးသွားပြီဆိုလို့ရှိရင်မိစဉ်တို့တွေကဒီရဲ့ like ဆိုတဲ့ထဲရပါတော့ like ဆိုတဲ့ထဲကမိစဉ်တို့ effect တစ်ခုကိုယူပြီးတော့မှအသုံးပြုပါမယ်အဲ့ဒီ effect ကိုကြိုက်နေတဲ့ effect ကိုလည်းမိစဉ်တို့ရွေးချယ်လို့ရတယ်ဥမာဒီမှာမိစဉ်ကဒီမှာ float light ဆိုပြီးတော့မှရွေးချယ်လိုက်တယ်နော် float light ဆိုပြီးတော့မှရွေးချယ်လိုက်တယ်အဲ့ဒါမှကိုကတခြားတော့အရာကိုရွေးချယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဒီမှာ flash နော် flash ပုံစံလိုမျိုးရွေးချယ်ခြင်းနဲ့ရတယ်ဒါမှမဟုတ်ဒီမှာfloat light ဆိုတဲ့ဟာလေးကိုရွေးချယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ကိုကြိုက်တဲ့ effect ကိုဒီမှာမိစဉ်ရွေးချယ်ရုံပဲဒီမှာဒါကတော့ rainbow ပေါ့နော်ဒါလေးကတော့တစ်မျိုးလေးဒါလေးရောတစ်ခုစမ်းကြည့်ရအောင်ဒါလည်းဒီလိုပုံစံပေါ့နော်အဲ့တော့မိစဉ်ကတော့ flash ကိုပဲအသုံးပြုမယ်ဒီမှာဆိုလို့ရှိရင်သူကစက္ကန့်9ပေါ့နော်ကိုယ့်ဘာနေကိုမြန်ချင်သလားနှေးချင်လားဆိုတာကိုရွေးလို့ရတယ်အများဆုံးတော့ 0.6 စက္ကန့်ထိကိုသူထားပေးထားရပေါ့နော်အဲ့ဒီအရာကိုမှမိစဉ်တို့ကပုံ၄ပုံရှိရဖြစ်တဲ့ကြောင့်မို့၄ပုံစလုံးကိုဒီ effect ကိုအသုံးပြုမယ်ဆိုတဲ့အခါမှာ apply to all ဆိုတဲ့အရာလေးကိုနှိပ်လိုက်မယ်အမှန်ချင်းနှိပ်လိုက်မယ်ဒါဆိုရင် play နှိပ်ကြည့်မယ်ပေါ့နော်ဒါဆိုရင်ဒီလိုပုံစံဖြစ်သွားပြီပြီးသွားတဲ့ခါကျလို့ရှိရင်မိစဉ်တို့ export ဆိုပြီးတော့မှတန်းထုတ်ပါမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဒီမှာ new project ထပ်ယူမယ် photo ထဲမှာဝင်ပြီးနောက်ထပ်ပုံလေးတွေကိုပြန်ပြီးတော့မှခုနပုံလေးတွေပဲမိစဉ်တို့တွေပြန်ယူမယ်ပေါ့နော်အဲ့တော့မိစဉ်တို့ over လေးထဲဝင်မယ် video ထဲတွားပြီးတော့မှခုနကိုယ့်ရဲ့ပုံလေးကို add ဆိုပြီးနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာသူက site ကိုအပြည့်ဖြစ်နေဖို့လိုတယ်ဒီမှာဆိုလို့ရှိရင် site ကအပြည့်ဖြစ်မနေဘူးပေါ့နော်ဒီကောင်လေးကိုတစ်ချက်မိစဉ်တို့တွေကဆွဲလိုက်မယ်ဒါဆိုရင် site ပြည့်ဖြစ်သွားပြီပြီးတော့ဒီမှာတချို့တော့သူတွေညမှာကျတော့ blend ဆိုတဲ့ဟာလေးကိုလာပြီးတော့မှပေါ်နေမယ်ပေါ့နော်တချို့သူတွေရဲ့ tool မှာကျတော့မိစဉ်ကကျ split လားအဲ့ဒါလေးပေါ်နေမယ်ပေါ်တဲ့ခါကျလို့ရှိရင်မိစဉ်ကဒီမှာ
ဘာကိုရွေးလိုက်လဲဆိုရင် lightning ကိုရွေးလိုက်တယ်နော်ရွေးပြီးသွားပြီဆိုတဲ့အခါမှာဘာဆက်လုပ်မလဲဆိုလို့ရှိရင် play နှိပ်ကြည့်မယ်ဒါဆိုရင်ဟိုဘက်ဒီဘက်ကိုပြောင်းသွားရပေါ့နော်ဟိုဘက်ဒီဘက်ကိုပြောင်းမယ်ဆိုတဲ့အခါမှာမီစင်တို့ကဒီနေရာနားလောက်ထိကို select မှတ်လိုက်တယ် split နှိပ်ပြီးတော့မှအနောက်ကပုံနေတဲ့ဟာလေးကို delete ဖြတ်လိုက်မယ်ဒါဆိုအကူပြောင်းလေးတစ်ချက်ကြည့်ရအောင်ဒါဆိုရင်ဒီမှာနေရာကနော်ဟိုကမဖြစ်သေးဘူးပြန်ကြည့်မယ်ဒါဆိုရင်မီစင်တို့နော်ဖြတ်ရမယ့်အပိုင်းကိုပြန်ပြီးတော့လုပ်ကြည့်မယ်ဒီနားလောက်မှာဒီအရှိနည်းနည်းနားလောက်မှာမီစင်တို့တွေကသူ့ကိုဖြတ်လိုက်မယ်အဲ့ဆိုရင်ကြည့်မယ်ပြောင်းသွားတဲ့အချိန်မှာပေါ့နော်ဒါလေးကို delete နှိပ်လိုက်မယ်အဲ့တော့ play နှိပ်ကြည့်မယ်ဒါဆိုလို့ရှိရင်ဒီမှာမရနေသေးဘူးကိုဖြတ်တဲ့အရာတွေကမားနေရတာမသိဒါဆိုရင်မီစင်တို့ဒီ overlay ဟာကိုကြည့်မယ် overlay ဟာသွားတယ်သွားနေရင်းနဲ့သူကဒီလောက်အနေထားမှရှိနေရပြီးကကြမှာဒီဘက်ကိုပြောင်းသွားတယ်ဆိုလို့ရှိရင်ဒါလေးကိုမီစင်တို့ကနည်းနည်းလေးအကွာဝေးထပ်တိုးလိုက်မယ်ကြည့်မယ်နော်ဒါဆိုရင်နည်းနည်းကွက်တိဖြစ်ချင်သွားပြီနော်ခုနဟာဆိုရင်မီစင်တို့ဒီအပိုင်းဖြတ်လိုက်တဲ့အခါမှာနည်းနည်းတူနေရဖြစ်တဲ့အတွက်ကြောင့်မလို့ဟုတ်ပြီဒီဒုတိယပိုင်းကိုဆက်သွားမယ်ဒုတိယပိုင်းကလည်းလိုပဲဒီနားနေဖြည်းဖြည်းချင်းကြည့်မယ်ကြည့်ပြီးတော့သူနောက်တစ်ပိုင်းကူးမှဖြစ်တဲ့အတွက်ကြောင့်မလို့မီစင်တို့ဒီနားလောက်ထိကိုရက်ပြီးတော့မှဒီဒုတိယပိုင်းကိုလည်း select မှတ်မယ် split နှိပ်မယ်ပေါ့နော်ပြီးသွားတဲ့အခါကျလို့ရှိရင်အနောက်ကပိုင်းလေးကို delete ဖြတ်လိုက်မယ်ကြည့်မယ်ဒါလေးကိုပြောင်းမယ်ဒါဒီမှာလည်းအဲ့လိုပဲကိုဖြတ်လိုက်တဲ့ဟာနည်းနည်းတူသွားလို့ခံစားရဆိုရင်သူ့ကိုနည်းနည်းလေးအရှည်လေးခြေလိုက်မယ်ကြည့်မယ်အဲ့ဆိုပြန်ကြည့်မယ်အဲ့ဆိုရင်ဒီအောက်ကအပိုင်းလေးနဲ့မီစင်တို့ကနော်ပြောင်းသွားတဲ့ဟာမှာအောက်ကဟာကအခုမှပြောင်းတယ်အပေါ်ကဟာကဟိုအရင်လာနေဆိုရင်ဒီမှာမီစင်တို့ဒီဟာလေးကိုနည်းနည်းလေးထက်ရှေ့လေးနည်းနည်းလေးထက်တိုးရမယ်ပုံပေါက်တယ်ကြည့်မယ်ဒီနေ့ကြည့်မယ်ဒါဆိုရင်ခုမှအဆင်ပြေသွားတယ်ပြီးသွားပြီဆိုလို့ရှိရင်ဒါကိုလည်းအဲ့လိုပဲselect မှတ်မယ် split နှိပ်မယ်အနောက်ကဟာလေးကို delete နှိပ်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီကနေသွားမယ်သွားပြီးတော့ပြောင်းမလားကြည့်မယ်ဒါဆိုလို့ရှိရင်ဒါဆိုရင်အနောက်မှာပို့နေတဲ့ဟာဆိုရင် split နှိပ်ပြီးတော့မှ delete လေးနှိပ်လိုက်မယ်နော်ဟုတ်နော်အဓိကတော့မီစင်တို့တွေကအပေါ်နဲ့အောက်နဲ့ကိုပြောင်းတဲ့အခါမှာနည်းနည်းလေးဒီအပေါ်ပိုင်းသားလေးပေါ့နော်ဒီအပေါ်ပိုင်းဖြတ်တဲ့အခါမှာမီစင်တို့နည်းနည်းလေးအဆင်မပြေတာမျိုးတွေဖြစ်သွားနိုင်တယ်အဲ့ဒီအရာလေးကိုမီစင်တို့အတိုးအလျှော့လေးပြန်ပြီးတော့မှလုပ်ပေးတင်တယ်အဖြတ်တောက်ကနည်းတဲ့ပုံစံဖြစ်သွားတဲ့အခါကျလို့ရှိရင်ဒီအောက်ကဥစ္စာပြောင်းလဲရတဲ့သူကထပ်တူမကြတော့ဘူးပေါ့နော်စပြီး play နေကြည့်မယ်ဒါဆိုလို့ရှိရင်ကို့မှာအင်ဂျီ၄စုံရှိရဆိုလို့ရှိရင်ဒါတစ်စုံပြီးတစ်စုံပြောင်းလိုက်တဲ့ပုံစံလိုမျိုးဖြစ်မယ်အဲ့တော့ audio ထဲဝင်မယ် sound ထဲဝင်ပြီးတော့မှကိုကတချင်း TikTok ထဲကတချင်းတွေလိုချင်တယ်ဆိုလို့ရှိရင်လေကိုက TikTok ဆိုပြီးတော့မှရိုက်ရှာလိုက်လို့ရတယ်เนาะခုနောက်ပိုင်းခက်ပါလေเนาะအဲ့လို TikTok တချင်းတွေလည်းသူခုနောက်ပိုင်းရနေပြီဒီမှာဒီတချင်းထည့်မလားကြည့်အောင်ကိုကအဲ့ဘယ်လိုပြောမလဲတချင်းနဲ့စီးချင်းနဲ့ညီကိုက်ချင်တယ်ဆိုလို့ရှိရင်ဒီမှာဒီတချင်းအဖြူချောင်းသားလေးကနေစပြီးတော့မင်းတို့ split နှိပ်လိုက်မယ်ရှေ့တချင်းကိုဖြတ်လိုက်မယ်ဒီအနောက်ကတချင်းကိုသူတို့ဆွဲပြီးတော့မှရှေ့ကိုယူလာလိုက်မယ်နားထောင်ကြည့်မယ်အဲ့လိုပုံစံလိုမျိုးစီးချက် beat နေတဲ့ပုံစံလိုမျိုးလုပ်ချင်တယ်ဆိုရင်နောက်ထပ်အရှိထက်တူအဲ့လိုပုံစံလိုမျိုးလေးပေါ့နော်ဒါဆိုရင်တို့ကတချင်းကတလောက်ပဲရတော့တယ်ပေါ့နော်ကိုက beat နည်းနည်းထည့်ချင်တယ်ဆိုရင်တော့မရတော့ရှေ့ဟာလေးနည်းနည်းသုံးမှပဲရမှာနော်အဲ့လိုမျိုးပုံစံလိုမျိုးလေးတဲ့ကိုကယူလို့ရတယ်ပေါ့နော်တချင်းတွေကိုအဲ့တော့ sound ထဲတစ်ချက်ဝင်မယ်ဒါကတော့ဟိုပါပေါ့
ဖက်ဖျက်နေတော့ recommend ပေးတဲ့သချင်းလေးတွေဖြစ်ပါတယ်အဲ့တော့ကိုကြိုက်နေတဲ့သချင်းတွေကိုယူသုံးလို့ရတယ်ပေါ့နော်တော့လုံး TikTok ကသချင်းတွေဗီဒီယိုတွေစေ့ပြီးတော့မှလာသုံးရမယ်ဆိုတာမျိုးမလုပ်တော့ဘဲနဲ့လေဒီ music တွေကနေပြီးတော့မှလည်း TikTok သချင်းတွေကိုယူပြီးအသုံးပြုလို့ရတယ်ပေါ့နော်အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့မြင်စင်တို့တွေ expose လာလေးကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီလိုပုံစံမျိုးနဲ့ကိုယ့်ရဲ့ fashion design ပုံစံလိုမျိုးလေးတွေကိုကိုက reels မှာများများကြော်ညာလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အခုနောက်ပိုင်း Facebook မှာကဓာတ်ပုံတွေထက် reels ကကြတော့ပို့ပြီးတော့မှlike အရေးအတွက်တွေလူမြင်တာများတာပို့ပြီးဖြစ်တဲ့အတွက်ကြောင့်မို့reels ကိုအသုံးပြုစေချင်ပါတယ်ဒါဆိုလို့ရှိရင်မြင်စင်တို့ကဘယ်လောက်မှမိနစ်ကလည်းမများနေဘူးပေါ့နော်အဲ့တော့ဖန်တီးကြည့်ပါနားမလည်ရရှိရဆိုလို့ရှိရင်မြင်စင်ကိုချိန်ပေးလာပြီးမိလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲ bye bye